lucky level နားထောင်တဲ့သူကရအောင်တကယ်မနေ့ကပြောခဲ့တယ်နော်ကျွန်တော်ရတဲ့ပုံစံလေးကနှစ်လေးခွင်ပရိရတယ်နှစ်လေးခွင်ပရိနဲ့အတူတူထုတ်ခဲ့တယ်ပေါ့နော်အဲ့ဒီထဲမှာ68တကွက်တဲ့ကစ်တာဘရိတ်ကိုကိုင်တာလေးဘရိတ်ကိုကိုင်တာ68ဆိုပြီးတော့ထိခင်ရှားရှားကိုကိုင်တာကျွန်တော်လည်းကစားတယ်အဲ့68ကိုတကွက်တဲ့ဆိုပြီးတော့ရှင်နာကိုကောင်းတယ်ကွာလေရှကီကတော့လုံးဝကိုဘီရင်တူပဲဟေ့အထင်ကိုမတည့်ရဆရာပဲတိရလုံးဝကိုအထင်ကြီးရတိရှက်တော့မပြေဘူးမနေ့ကဆိုမနေ့ညောက်ကိုတိရအေးဒီနေ့ဆိုမနေ့ကငါထိသွားပြီကွာလေဆိုမိုက်တယ်ရှကီကတော့ဟေ့တကယ်ကဲမနေ့ကထိတ်ကတချောင်းချထိတ်ပြတ်တယ်ပြလဲပြတ်တဲ့မှာလေစိုက်ကနည်းနည်းလေးရှည်နေနည်းနည်းလေးရှည်နေတော့ဖြတ်ပစ်လိုက်တာပုံစံမျိုးဖြစ်သွားတာပေါ့နော်တချောင်းချထိတ်ကလေးကိုပပလေးပဲဆက်ခိုင်းတာပါနော်ဟုတ်ပြီဒီနေ့ညနေရတော့ညနေတိုင်းပေးတဲ့ထိတ်စီးစိုက်ကလေးရောရှိတယ်မနေ့ကဆို3-5ထိတ်စီးပေါ့နော်အဲ့ဒီလိုအပင်စိုက်ကလေးရှိတယ်ဒီကောင်ကတော့ထပ်ပြီးတော့ပေးအောင်လားမပေးအောင်လားတော့ဒီနည်းနည်းရစ်တိတ်ဖြစ်သွားပြီတာကြီးညနေသက်ကတော့ဟုတ်ပြီတတိတော့ထားရမယ်တာကြီးရောညနေတော့လုံးဝညံကိုလွှာတော့မှဖြစ်တော့မယ်သူစိုက်ကလည်းနည်းနည်းရှည်နေစိုက်ပင်က9ပင်ရောက်ဖို့ဖြစ်နေဒီလေးဆက်ပြီးတော့ပေးရဆိုတော့10ပင်မြောက်ပေါ့နော်ရတာကတော့3ညနဲ့ခွင်ရတာ3ညခွင်ထိတ်စီအတားတယ်ဒီစကားလေးတို့ကျွန်တော်စကားလေးတို့နားထောင်ပြီးပါနော်စာရေးမပြတဲ့အတွက်ကြောင့်ပေါ့နော်3ညခွင်ထိတ်အတားတယ်94ရာခိုင်နှုန်းရှိတယ်အဲ့ဒီထဲမှာ3ညကပူကောင်းတယ်ဘာလို့ပူကောင်းလဲဆိုတော့ तू ကလုံးမိုင်ပေးနေတဲ့စာကြီးဂျားထဲမှာတစ်တလုံးပဲဖြစ်သွားတစ်ခွန်ထွက်တဲ့နေရာ8ထိပ်ရတာကြားလေတစ်ခွန်ဆိုပြီးထွက်သွားတယ်နောက်နေ့ကျတော့ပြန်မှန်းလာတယ်3နဲ့ဆိုပြီးတော့အဲ့ဒီတဘောရ3ညကလုံးဝလုံးပိုင်နောက်တစ်ခု site တစ်ခုရှိသေးတယ်တစ်အပိုင်ဒီနေ့တလုံးအပိုင်ကားကြောတော့ဘယ်လိုဖြစ်တာလဲဆိုတော့တနေ့ကုန်မှာတစ်တလုံးအပိုင်ပေးနေရပါတော့သူကားကြောတော့မနေ့မထီဆိုညနေအထိမနေ့ကဆိုရင်9တလုံးခုတနေ့ကဆို9တလုံးဒီနေ့ဆိုရင်2တလုံးပေါ့နော်အဲ့ဒီတော့အဲ့လိုတွေရှိရပါတော့အခုညနေဟို break ကတစ် breakအကောင်းတယ်တပည့်အကောင်းတယ်ခိုင်မာမှုရှိတဲ့စိုက်ရာနှစ်ခုဘုံတူတွေ့ရှိချက်ရထုံထုတ်ထားခြင်းဖြစ်တယ်ပေါ့နော်ဒီနေ့ညနေတော့တစ် break ကြီးပေါ့နော်အခုတို့ break ကြီးကအရန်ကိုမှန်နေရဆိုတော့တုံညာနေရတုံညာတိရခွင်နေရခွင်9ရခွင်4ရတုံညာ9နေရဆိုပြီးတော့2 4 6ကွက်အဲ့ဒီလိုတော့ထုတ်ပြီးတော့ကစားတယ်ပေါ့နော်အမိတ်ဆွေအနေဖြင့်ကဒီ6ကွက်ကိုကြိုက်မှကစားပေါ့နော်ဒီတော့ဘာရဲ့ရွေးချယ်မှုက3ကွက်ခွနှစ်ပါဝါ3ညနှစ်က3ညအပိုင်နှစ်အပိုင်နဲ့3ညတစ်ကကြတော့တစ် break ဆိုပြီးရွေးချယ်ထားတယ်3ကွက်ပေါ့နော်โอเคတာကြီးတို့ဒီနေ့ညနေမှာမာလာမောက်ချမန္တလေးထမင်းပေါင်းစားမယ်တာကြီးတို့စားမယ်ဘီယာလေးတက်ညမြနဲ့ဝက်နက်ကင်ကြော်ကြီးနဲ့ကွာရမာလာမောက်ချိုက်စားမယ်ဘေးဆိုင်ကတွေ့ပြီလေကွာရောက်တာကြီးတို့ဖုံးလာဆက်လိုက်တော့โอเคတာကြီးတို့တတ်တာပပ see you